ကဲအားလုံးပဲကိုရီမားတွေမင်္ဂလာပါเนาะကျွန်တော်တို့ဒီကိုချိုင်း channel ကနေပြီးတော့အောင်သောကိုရီမားတွေဦးလေးတွေအတော်တွေเนาะဒုတိယမကျန်ကျွန်တော်ဘက်ကနေပြီးတော့နေထွေးတာကျူဆိုလိုက်ပါတယ်ကဲအားလုံးသောကိုရီမားတွေမင်္ဂလာပါခင်ဗျာเนาะကျွန်တော်ကိုချိုင်းရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် channel လေးကို subscribe လေးနှိပ်မယ် like လက်မလေးနဲ့เนาะဒူဒီနဲ့သက်ဆိုင်တဲ့နေရာလေးမှာ share လေးနဲ့ကိုညီပြီးတော့ share ပေးစေချင်တယ်ကဲလာမယ်ဒီနေ့မှလည်းဗုဒ္ဓဘူးနေ့မှလည်းကျွန်တော်ရဲ့ကိုရီထုံးစံတိုင်းပေါင်းနေကြအတိုင်းလေးပဲနှစ်ခွန်ပတ်တီးခွန်တော့เนาะဒီညနေ3ခွန်တော့เนาะမပေါဘူးလို့မရကြဘူးလို့တော့မပြောနဲ့เนาะကိုရီမားတွေကျွန်တော်တနင်္လာနေ့တည်းကစပြီးကျွန်တော်เนาะအစင်ပြောင်လုပ်ပေးခဲ့တယ်တနင်္လာနေ့မှာ1 4အင်္ဂါနေ့မှာ9ခွန်ဒီနေ့ခွန်တော့เนาะနေ့တိုင်းပတ်တီးတစ်လုံးနဲ့ share မိတ်ကွက်တစ်ပွားစီကိုရအောင်ကျွန်တော်အမြဲတမ်းကူညီပေးခဲ့เนาะကိုရီမားတွေဒါကျွန်တော်ရဲ့ကဏ္ဍတွေကိုကျွန်တော်ရဲ့ video file တွေကို like ကြည့် like ဆော့တဲ့ကိုရီမားတွေအတီလုံးဖြစ်လိမ့်မယ်နော်ကဲအဲ့ဒါဆိုရင် live ပြီးတော့ဆော့တယ်ရုံကြီးနဲ့ live ဆော့တဲ့ကိုဒီမှာတွေ comment မှာပေါက်ကြီးလေးတွေမှန်းခဲ့ပါဦးနော်ဘယ်သူတွေဘယ်လောက်ဘိုးတွေရတာပဲဖြစ်ဖြစ်ရကြတယ်ဘယ်သူတွေဘယ်လောက်ဘိုးတွေဆင်ပေးကြတယ်ဖြစ်နော်ကဲအဲ့ဒါအောင်သောကိုဒီမှာ comment လေးမှာဝင်မှန်းပေးခဲ့အောင်နော်ပေါက်ကြီးလေးတွေမှန်းမယ်ကဲထပ်ပြီးတော့မနေ့ပြန်ကြာတာပလင်းနေ့မှာလဲဘာကနန်းကွက်တွေနဲ့အဓိကထားပြီးဆော့တင်လဲဆိုတော့ကျွန်တော်ထပ်ပြီးတော့ဒီ video file လေးထဲမှာထပ်ပြီးပြောပြပေးမယ်နော်ကျွန်တော်ရဲ့ channel လေးကိုဥသာပထမ subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးနှိပ်မယ်ကျွန်တော်ကိုအရင်ကောက်မှလည်းတီလို့အားပေးလာတဲ့ကိုရီမားတွေရောအခုမှမြင်အခုမှတွေ့ချစ်ခင်အားပေးချင်မှဆိုတဲ့ကိုရီမားရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးနှိပ်ပေးမယ်နော်ကျွန်တော်ရဲ့ဒီ YouTube channel လေးဒီဘာလို့အဓိကရည်ညွှန်းမိထားလဲဆိုရင်တူဒီကိုတကယ်စိတ်ဝင်စားလို့ထိုးနေတဲ့ကိုရီမားတွေရောနော်တူဒီနဲ့ပတ်သက်ပြီးတော့ဘာဆော့ရမှန်းမသိဘူးဘာခဏကွက်လေးတင်ဆော့ရမှန်းမသိတဲ့ကိုရီမားတွေနော်အဲ့ဒီထဲမှာတကွက်ကောင်းလေးတွေနေကုန်မှာတကွက်ကောင်းလေးထိထိမိမိနဲ့ရကျင်တယ်စော့ကျင်တယ်ဆိုတဲ့ကိုရီမားတွေပေါ့နော်အခါချင်းကိုတပြားတစ်ချက်မှပေးရပဲနဲ့မကုန်ခံပဲနဲ့တလော့အလကားရကျင်တယ်ဆိုတဲ့ကိုရီမားတွေဒီဖိုင်လေးကိုပြီးဆုံးနိုင်အောင်လိုက်ပြီးတော့ကြည့်မယ်ဒီ channel လေးကို subscribe လေးနှိပ်ထားပေးမယ်ကျွန်တော်ဘက်ကနေပြီးတော့အခါချင်းကိုတပြားတစ်ချက်မှမရှိပဲနဲ့နေ့တိုင်းမှာလည်းကျွန်တော်ဗီဒီယိုဖိုင် live show လေးအများအားတင်ပေးမယ်ဒါကျွန်တော်ရဲ့ကိုရီမားတွေအတွက်ကိုစေနာရင်းခံပြီးတာကျွန်တော်တင်ပေးရခြင်းဖြစ်တယ်အဲ့ဒီအောင်သောကိုရီမားတွေကျွန်တော်နဲ့အကြိုက်တူဝါသနာတူမယ်ဆိုတဲ့ကိုရီမားတွေကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် channel လေးကို subscribe လေးနှိပ်ပေးထားဖို့အကြံပေးချင်ပါတယ်ကဲအဲ့ဒါမနေ့ပြန်ကိုရီမားတွေကြာတာပလင်းနေ့21ရက်နေ့မှာလဲနော်ဘာကနန်းကွက်တွေအဓိကနေကုန်းစားနော်ဘာကနန်းကွက်တွေအဓိကထားပြီးစော့ရမယ်ဘာကနန်းကွက်တွေဖြစ်နိုင်ခြင်းနဲ့ကြားနိုင်ခြင်းအများဆုံးရှိတဲ့ကနန်းလေးကိုနော်ပတ်တီး main ကွက်ရွေးကွက်အဲ့ဒါလေးကျွန်တော်တစ်ခါလေးပြောပေးခဲ့မယ်နော်အဲ့တော့အောင်တော့ကိုရီမားတွေမှတ်လွယ်အောင်စာအုပ်လေးချင်းနဲ့မှတ်မဲ့တင်တဲ့သူကမှတ်နော်တချို့မှတ်လို့လွယ်တဲ့သူတွေကိုရီမားတွေကတော့ comment လေးမှာကဏ္ဍလေးတစ်ချက်လောက်ပြန်ပြီးပြောပေးခဲ့ပါနော်နောက်ကဝင်လာတဲ့ line မကောင်းလို့မကြည့်နိုင်တဲ့အကိုရီမားတွေအတွက်ကိုအဆင်ပြေအောင်လုပ်ပါနော်တူးစေနာတူးမြစ်တာပေါ့ကဲမနက်ဖြန်မှာအဓိကထားပြီးတော့ကျွန်တော်ပေးခြင်းတဲ့ပတ်တီးဒီ6ပိုင်း3ညပိုင်း6 3ညပတ်တီးနော်6ပတ်တီး3ညပတ်တီးနော်အဲ့ထဲမှာကျွန်တော်ရဲ့အကူတွေမားတွေကနော်ကီးပိုင်မနက်ဖြန်တောက်ကြနေ sorry ကြာတာပလင်းနေကုန်မှာကီးပိုင်နိုင်ရှိတဲ့အကူတွေမားတွေရောလုံးပိုင်နိုင်ရှိတဲ့အကူတွေမားတွေရောနော်ပိုင်နိုင်ရှိမယ်ဆိုရင်6 3ည1ချိန်နော်3ည6ပေါ့3ည6 1ချိန်လေးနဲ့ကတ်ပြီးတော့စော့ပါနော်မနက်ဖြန်နေကုန်မှာအဓိကအားဖြင့်6ပါတော့ကဏ္ဍ3ညပါတော့ကဏ္ဍကိုတားကထားပြီးစော့ပါလို့အကြံပေးခြင်းတယ်နော်6ပါတော့ကဏ္ဍ3ညပါတော့ကဏ္ဍအဲ့ဒီကဏ္ဍတွေကိုဦးစားပေးပြီးတော့ဆော့ပါလို့ကျွန်တော်ကိုနိုင်ရှိရကိုရှိုင်းဘက်ကနေပြီးတော့ဥသာပထမပြောခြင်းနဲ့အဲ့ထဲမှာ6နဲ့ပတ်သက်ပြီးဘာရွေးကွက်လေးရှိအောင်မလဲဆိုရင်ဒါနေတိုက်တွေရော sorry ဟိုဒီဘယ်လိုပြောရမလဲအခါချင်းငွေပေါ့เนาะအခါချင်းငွေနဲ့ live မဆော့နိုင်ဘူးဆိုတဲ့ကိုရီမားတွေเนาะကျွန်တော်ရှိမှာပတ်တီးလေးတွေခါမဲ့လူတွေနဲ့ဆိုတဲ့ကိုရီမားတွေ6ပိုင်း3ညပိုင်းရှိမယ်เนาะအဲ့ထဲမှာဈေးဘိုးလေးပဲ live ဆော့နိုင်ပါတယ်ဆိုတဲ့ကိုရီမားတွေတော့ကိုရွေးကွက်လေးကျွန်တော်ထပ်ပေးအောင်မယ်တကွက်ကောင်းလေးတွေ6 1 6 2 6 5နော်6 1 6 2 6 5နော်3ညနဲ့ပတ်သက်ရင်3ည1 3ည2 3ည5ဒါ6နဲ့3ညနဲ့ပတ်သက်ပြီးတော့အဓိကတားကထားပြီးစောတင်တဲ့ရွေးကွက်လေးတွေမိကွက်ကလေးတွေနော်ကျွန်တော်နဲ့အကြိုက်တူမဲ့ဝါသနာတူမဲ့ဆိုတဲ့အကိုရီမားတွေအကြိုက်နဲ့တတ်တာလေးရှိရင်ယူပြီးတော့သုံးနိုင်တယ်ကျွန်တော်ပေးတဲ့ကဏ္ဍလေးယူပြီးတော့စော့လို့ရပါတယ်နော်မအကြိုက်မတူဘူးနော်မစောချင်ဘူးဆိုတဲ့ကိုရီမားတွေကတော့ဒါကြော်သွားလို့ရတယ်နော်ကျွန်တော်နဲ့ပတ်ပြီးရင်တူတယ်အကြိုက်ချင်းတူတယ်ဆိုတဲ့ကိုရီမားတွေလိုက်ပြီးတော့စော့ပါဒါမှမဟုတ်လေမနက်ဖြန်နေကုန်မှာတော့အဓိကဘာစော့မှမသိဘူးဆိုတဲ့ကိုရီမားတွေကလည်း6ပါတော့ခဏ3ညပါတော့ခဏကိုဦးစားပေးပြီးတော့စော့ပါလို့ကျန်နေပေးခြင်းနဲ့နော်အဲ့အတွက်အောင်တော့ကိုရီမားရဲ့မနက်ဖြန်မှာအဓိကထားပြီးစော့မှဒီ6ပိုင်း3ညပိုင်း
616265 313235နော်အောင်တော့ကိုရီမားတွေအမားမှန်ကိုလက်ခံနိုင်မှာစော့ပါကျွန်တော်ဘက်ကနေပြီးတော့ဒါအများတန်းလို့တစ်နေ့ကိုပတ်တိတစ်လုံးစီတော့ကျွန်တော်ရအဆင်ပြေအောင်နော်ရအောင်လို့ကျွန်တော်အများတန်းကြိုးစားပေးတယ်နော်အများဆုံးဖြစ်နိုင်ခြင်းနဲ့ကြားနိုင်ခြင်းရှိတာလေးတွေပဲကျွန်တော်အများတန်းရွေးပြီးတော့တင်ပေးတာဖြစ်တယ်နော်အဲ့တော့အောင်တော့ကိုရီမားတွေခါတိုင်းလေးတွေကပေါက်ပြီးဒီနေ့မှမပေါက်ဘူးဆိုပြီးတော့အဲ့လိုမျိုးတော့မတွေးကြပါနဲ့နော်ဒါဒီအမားမှန်ကိုလက်ခံနိုင်မှာစော့ပါလို့ကြံပေးခြင်းတယ်ကဲမလိုက်ပြန်နေကုန်မှလည်းထပ်ပြီးတော့အဆင်ပြေဖို့အတွက်ကိုကျွန်တော်ကြိုးစားပေးထားတယ်အဲ့တော့အောင်တော့ကိုရီမားတွေအကြိုက်တူမယ်ဆိုရင်ဝင်ပြီးတော့စော့ပါလို့ကြံပေးခြင်းတယ်နော်ကဲအဲ့တော့အောင်တော့ကိုရီမားတွေဂေါက်လက်ပါမလိုက်ပြန်နေကုန်မှလည်းပဲနော်ငွေတော့ထပ်ပြီးတော့ထုံနိုင်ကြပါစေငွေတော့ပိုင်နိုင်ကြပါစေကဲအောင်တော့ကိုရီမားတွေဂေါက်လက်ပါဗျာနော်မလိုက်ပြန်နေကုန်မှကျွန်တော်ညီကောင်မောင်နှမတွေအကုန်ပြန်တွေ့မယ်နော်ကဲဂေါက်လက်ကိုရီမားတွေ